င်္ဂလာပါဒီနေ့ကတော့မိထက်တို့ဒါ private တင်နန်းသူတွေပေါ့နော်ထက်ကလေးရပဲဖြစ်ပါတယ်မိထက်တင်နန်းသူတွေသူကအရင်တော့ make up ကိုလည်းတစ်ခါမှမတင်ဘူးเนาะမတင်ဘူးတဲ့အချိန်မှာမိထက်ရှိကိုပထမအဦးဆုံးတင်နန်းလာတက်တယ်တင်နန်းတက်ပြီးတမီဦးဘယ်နှစ်နှစ်ကြာလဲလာပြတ်တယ်3နှစ်ကြာမှာ update လုပ်တဲ့အခါမှာလည်းမိထက်ရှိကိုပဲလာပြီးတော့ update ကိုလာတက်တာပေါ့နော်ဒါတော့ by one မိထက်ရှိမှာ private တင်တယ်တမီတွေထက်ကလေးရတော့ကိုမိထက်နေပြီးတင်ပေးထားတဲ့ဒီဟာကကြာလို့ရှိရင် smoky eye လွတ်လေးပဲဖြစ်ပါတယ်ဆိုတော့တမီတက်တော့ကနေလွတ်လေးသူလေးလာမတူတော့เนาะဆိုတော့အခုဆိုရှင် ISO stick တွေပါလာပြီး share technique တွေလည်းကွာသွားပြီပေါ့เนาะဆိုတော့အခု internet ကလည်း3ရက်3လို့ရှိနေပြီဆိုတဲ့အချိန်မှာဘယ်လိုခံစားရလဲကိုကပညာရရဲ့အပေါ်မှာဘယ်လိုခံစားလဲပြပြပေးပါပညာအများကြီးရတယ်ဆရာနှစ်တည်းရလည်းကြာသွားတဲ့ခါကျတော့ technique တွေကလည်းပြောင်းလဲသွားတယ်ကိုယ့်ကိုယ်လည်းယုံကြည်မှုရှိလာတယ်ပို့ပြီးတော့ယုံကြည်မှုရှိလာတယ်ပေါ့နော်ဆရာလက်ရည်လည်းတက်လာလက်ရတက်လာတယ်မနေ့ကပြင်ထားတယ်လို့တင်ပြီးသွားပြီเนาะဆိုတော့မနေ့ကပြင်ထားလက်ရလေးဆိုလည်းတွေ့မှာပါဒိုမီလက်ရလေးဆိုလည်းအရန်လာနေပြီပေါ့เนาะဆိုတော့တကယ်လို့အချိန်မပေးနိုင်တဲ့လူကြီး10ရက်နဲ့အပီယိုမှာ update ပညာရေးတင်နေဆိုလည်းမင်းတို့ရှိမှာ by one class တွေရှိပါ by one class တွေကမင်းတို့အားလုံးလေးပဲဖွင့်ပေးရတာတက်မယ်ဆိုလည်းမင်းတို့အချိန်နဲ့ရက်နဲ့ညှိပြီးတော့တက်နိုင်တော့မှာပဲအဆင်ပြေမှာပေါ့เนาะဆိုတော့ by one 10ရက်တန်လေးလည်းရှိပါတယ်ပုံမှန်တန်လေးတက်ချင်တယ်ဆိုတော့ခုလောက်တရက်နေမှာတန်လေးရှိပါတယ်ဒီလိုမျိုးထိမိမိုက်တဲ့လက်ရာတွေကို by one အသေးစိတ်ကိုတေချာလေးကြည့်ခွင့်တင်ခွင့်ရမှာဖြစ်ပါတယ်ကျေးဇူးများတင်ပါတယ်တင်တဲ့ပတ်သက်ပြီးတော့အသေးစိတ်သိရှိလိုပါက4248 6339တင်မြထက်ဖုန်းကိုဆက်သွယ်မြင်ဆုံးနိုင်ပါတယ်ကျေးဇူးပါရတယ် policy လည်း